အားလုံးပဲမင်္ဂလာပါနော်ကိုင်းတက်ကိုချက်ကင်အားပေးကြတဲ့ကိုင်းတက်ရဲ့ချမိတ်ဆွေတွေညီကောင်မတွေအားလုံးပဲမင်္ဂလာပေါင်းစုံနိုင်ကြပါစေဥစ္စာပထမဆုတောင်းပေးပါလေကြည့်အားလုံးပဲနော်ကိုင်းတက်ကိုအမြင်နဲ့ပဲနော်အမှန်တကယ်အားပေးတဲ့ကိုင်းတက်ရဲ့ချမိတ်ဆွေတွေညီကောင်မတွေအားလုံးပဲနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေးပြီးဆိုတာနဲ့ဝိုင်းပြီး share ပေးပါ share မှု share လေးမျှဝေထားပေးပါနော်ဘာကြောင့်လဲဆိုရင်အခုဗီဒီယိုဖိုင်လေးကဒါကျွန်တော်ကိုမြင်နေပဲအမှန်တကယ်အားပေးလာလေကျွန်တော်လူကောင်းကိုင်းမလေးအခုမှတွေးတယ်ကျွန်တော်လူသစ်ကိုင်းမလေးအတွက်အားလုံးအတွက်လုံးဝအဆင်ပြေရမယ်နော်လုံးဝအောင်မြင်မှုရရှိရမယ်နော်လိုက်ရှိုးလေးတွေဗီဒီယိုဖိုင်လေးတွေဖြစ်ပါတယ်နော်အကြောင်းကမှလည်းအားလုံးပဲကျွန်တော်တို့နော်ဒီညနေမှာဘလူးတွေဘလောက်ကိုပေါက်ကြတယ်2 8ကိုဘလူးတွေဘလောက်ကိုပေါက်ကြတယ်ဘလူးတွေဘလောက်ကိုရကြပေါက်ကြီးတွေမပြပါပေါက်ကြီးတွေပေါက်ပြီးသားကိုမိုက်ကတော့လက်မလေးတယောက်ချလေးတွေနှိပ်ထားပြပါနော်တယောက်ချလေးနှိပ်ပြီးတော့အများမြင်အများတွေ့အများပေါက်လို့ရှယ်မူရှာလေးတွေမျှဝေထားပြပါနော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကမှလည်းအလုံးပဲကျွန်တော်ဒီနေ့မှာလည်းကျွန်တော်အဆင်ပြေခဲ့လို့မနက်ဖြန်ကျွန်တော်ထပ်ပြီးအဆင်ပြေရမယ်ထပ်ပြီးအောင်ယူရရှိရမယ်တကွက်ကောင်းထပ်ပြီးပေးသွားမယ်နော်မနက်ဖြန်ကြာပေးနေ31ရက်3လပိုင်း2026နော်2026 3လ2026 3လပိုင်းနော်31ရက်နေ့ပါဘလူးနော်အကြောင်းမှလေးမနက်ဖြန်အင်္ဂါနေ့မှာလုံးဝအဆင်ပြေရမယ်တကွက်ကောင်းလာရောက်မျှဝေပေးတာဖြစ်တယ်နော်ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းမှာလုံးဝအောင်မြင်မှုရရှိပါလေနော်တကွက်ကောင်းလေးကိုထိထိမိမိလေးထိုးချင်ပါလေပပနဲ့ကစားချင်ပါဆိုကမှတခါလေးတော့ဝင်ကြည့်သွားတခါလေးကြည့်တခါလေးတော့ယူသွားပေးပါနော်ကျွန်တော်ကမှကျွန်တော်ဗီဒီယိုဖိုင်လေးကိုအစားကနေစုံထိကြည့်ပေးပါအစားကနေစုံထိကြည့်မှကျွန်တော်ပေးမဲ့ပတ်တိကျွန်တော်ပေးမဲ့ main ကွက်ကိုကျွန်တော်ကိုမိုက်ကရရှိလိမ့်မယ်နော်ရရှိပါလိမ့်မယ်အကြောင်းမို့ကျွန်တော်ကမှလေးဒီနေ့မှလေးကျွန်တော်အဆင်ပြေခဲ့လို့မနက်ဖြန်မှာအဆင်ပြေခြင်းနဲ့ပေါက်ဘူးခြင်းမှလေးရဘူးခြင်းမှလေးနော်တခွက်ကောင်းလေးကိုထိထိမိမိလေးထိုးချင်ပါလေလုံးဝအေကမှုချက်လုံးဝအဆင်ပြေချင်ပါစကူမိုက်ကဝယ်နာကြည့်သွားတခါလဲကြည့်တခါလဲယူသွားပြီကျွန်တော်ခေါ်ပြီးကနေကိုမမှတ်မိဘေးနားမှာဘောပနေစောက်လေးယူထားပြီးပါနော်မမှတ်မိဘေးနားမှာဘောပနေစောက်လေးယူပြီးရောနော်ယူပြီးလိုက်မထားပေးပါမမှတ်မိတဲ့ကိုမလေးကလည်းကောမတ်ထမ်းပါကနေလေးမှန်းထားပြီးပါနော်ဘာကြောင့်လဲဆိုရင်မနေ့ကမှစင်ပြရမယ်ကနေနော်နေ့ရှစ်ထွက်ပြီးတိုင်းသူ့ရဲ့နောက်မှာလိုက်မဲ့ကနေတကွက်ရှိတယ်နော်တကွက်ရှိတယ်ကိုမလေးဘက်ကစိတ်ဝင်စားရင်တော့ဝင်ယူသွားလုံးဝကောင်းဆုံးကနေမှာအပိုလေးရောမပြောတတ်ပါဘူးเนาะကိုင်းတက်ကတော့အပိုလေးရောမပြောဘူးကျောင်းကမားရဲ့ဘက်ကเนาะရှုံကျွေးကြီးချင်းဈေးဘူးလေးလိုချင်တယ်เนาะတနေ့တာတစ်ခါမှတော့မထိုးဘူးအခုမှပြူဖန်လေးကိုတွေးလို့လိုက်ထိုးချင်မှလိုက်ကစားချင်တယ်ဆိုရင်မနက်မှာပတ်ရမယ်ပတ်သီး3-5ပတ်သီးဖြစ်တယ်เนาะမနက်မှာပတ်ရမယ်ပတ်သီးက3-5ပတ်သီး3-5ကိုကြိုက်ကိုမှလေ3-5ကိုပတ်ပြီးပါ5ကိုကြိုက်ကိုမိုက်က5ကိုပတ်ပြီး3-5ပတ်သီးတော့အကောင်းတယ်เนาะမနက်ပြန်မှာ3-5ပတ်သီးတော့အကောင်းတယ်ကျွန်တော်အကြဆုံးပတ်သီးမနက်ပြန်မှာ3-5ပတ်သီးဖြစ်တယ်နော်အကျွန်တော်ပတ်သီး3 ပတ်သီး3ကိုကြိုက်ကုန်ပါလေ3နဲ့ထိုးမယ် main ကွက်သီး3 3 3 9 9 3 နဲ့3 4နော်3ဆို3 3 9 9 3 3နဲ့3 4ဖြစ်တယ်9ကိုကြိုက်ကုန်ပါလေ9နဲ့ထိုးမယ် main ကွက်သီး9 9 9 9 9 9 3နော်9နဲ့ဆိုရင်9 9 9 9 9 53ပါ9နဲ့ဆိုရင်အတိတ်ကနေရှိတယ်တိတိမိမိလေးထိုးချင်ပါလေပပလန်လေးကစားချင်ပါလေလုံးဝအေကမိုးချလုံးဝအဆင်ပြေခြင်းနဲ့ဆိုရင်မနှက်ဖြတ်မှာအကူမလေးအလုံး3-9တကွက်ကောင်ကြိုက်တယ်3-9ဒီတာမရက်ကွက်လေးဖြစ်ပါလေတိတိမိမိလေးထိုးချင်ပါလေပပလန်လေးကစားချင်တယ်ဆိုကူမလေး3-9ကမိတ်ကွက်လုံးဝ6 break လုံးဝအကောင်းပါလေမနှက်ဖြတ်မှာ6 break တွေလာဖို့ရှိတယ်ကြောင့်ဗိသမားလေးတွေမနှက်ဖြတ်6 break ပါတကွက်ကောင်းတော့ကောင်းတကွက်ကောင်းကလာ3-9ကတကွက်ကောင်းပိတ်ရမယ်ပတ်တိက9-3ပတ်တိကျွန်တော်အကြဆုံးကလာ3-9ကိုပို့ပြီးကြိုက်တယ်တမန်ကပုံပြီးအားကောင်းတယ်နော်ကြောင့်ဟိုကျွန်တော်ကမားတွေဘက်ကနေပြီးတော့ရုံကြီးထိုးပါရုံကြီးကစားပြပါကျွန်တော်တို့ပတ်တန်းမှာနော်10ချိန်ရှိရင်10ချိန်ရှိမယ်ဆိုရင်ကျွန်တော်တို့ဘက်က4ချိန်3ပုံ5ချိန်တော့အကောင်းဆုံးတွေမှာစူးစမ်းပြီးလုပ်ပြီးတယ်စူးစမ်းပြီးနော်ရှာဖွေပြီးတော့လိုက်ပြီးလုပ်ပြီးပါလေအဲ့တော့ကျွန်တော်ကမားတွေဘက်ကဈေးဘူးတွေလိုချင်ဆိုတဲ့ကောင်မှယူပြီးထိုးပါယူပြီးကစားပါအားလုံးအတွက်အဆင်ပြေပါလိမ့်မယ်အားလုံးနော်ဘာလို့ဆိုရင်ကျွန်တော်ကမားလေးကျွန်တော်တို့ယုံကြည်လို့ကိုယ့်ထက်ကငွေ900ရှင်900ပထိုးရ1000ရှိ1000မထိုးရ2000ရှိရင်2000မထိုးရအဓိကဒီယုံကြည်မှုရှိဖို့လိုပါလေလို့ပြောချင်ပါနော်ကြရလုံးကျွန်တော်ကမားလေးကျွန်တော်ပြဖန်နေတဲ့အတိုင်းကွင်းပြပါလေကြရလုံးမင်္ဂလာပေါ့ပြဿနာကြပါစေကိုစိတ်နှံပြကြမ်းမှချလာကြပါစေပြအသက်ရှူတိုင်းမှာငွေတွေဝင်ကြပါစေလို့အားလုံးဆုတောင်းပေးပါလေကြရလုံးဖပိုက်မှာလုံးမလည်းဖြစ်မှာပြန်တွေ့ဆုံကြပါမယ်